Hello 妹တမီဒီလာတော့လာစားလွှဲလိုက်တယ်နော်အလုပ်အရင်ရှုပ်လို့လေဒီတစ်ပတ်ပိတ်ရတော့တမီပြန်မလာနိုင်တော့ဘူးဗျာမေကိုပတ်စံတော့လွှဲပေးလိုက်တယ်နော်ဟုတ်ကျူဆိုင်တော့မေကျမကြီးကျူဆိုင်တော့ဟုတ်အဆူတာပဲနော်မေ ဟဲ့ဘာလို့ အော်အမေများနေနီးလာပြီဆိုတော့ငါမျိုးငါဘိုင်နကလေးဝယ်ပြီးကောင်းနေကြည့်ညညဘိုင်အဲ့ထားပါလေ မလေးငါဒီတစ်ပတ်ကျရင်အိမ်ပြန်မှုတော့အမိတော့ငါလူရေးပစ္စည်းကြီးဝယ်လာyes မလေးစိတ်နှတော့ဝင်မှာ အေးဘာဝယ်ပြရမှမသိရှိုးဝယ်ပြရမှလားဆင်ဝယ်ပြရမှမသိလို့ရကြည့်ည ဩရကြပါရာဟယ်လိုမေဒီတစ်ပတ်ပိတ်ရက်လေးတမီပြန်လာမယ်နော်ခွင့်ကိုလည်းမရရအောင်ယူထားတယ်မေနဲ့တူနေချင်းလို့ဒါနဲ့လေမေကိုချစ်တယ်နော်မေလည်းတမီကိုချစ်တယ် ဟယ်လိုမေဟာဒီမာတာဒီပါမေမျိုးချစ်တယ်နော် ဟယ်လိုမေရုံးစင်းမိလားညနေကြလို့ရှိရင်တော့တူတူပြန်မယ်လေအဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီးတော့လေမေပြောစရာရှိတယ်ချစ်တယ်နော်မေ မင်းရဲ့ပြောချင်သောအချိန်ကတော့ကျွန်တော်မွေးပြီးတော့ကျွန်တော်စပြီးစကားပြောတတ်တဲ့အချိန်မှာသူ့ကိုမမေလို့ခေါ်လိုက်တဲ့အချိန်ကတော့အမေတို့ပျော်ရွှင်သောအချိန်ပါဒီကြမှာပါစေအသက်ကြော်ရာကြော်ရှိပါသေးလို့ဆုတောင်းနေပါတယ် မေရဲ့အပျော်ရှင်ဆုံးဖိုက်တန်းကတော့အဝေးမှာရှိနေတဲ့သားသမီးတွေသူ့ရှီကိုရောက်လာတဲ့အချိန်မှာတော့သူ့ရဲ့အပျော်ရှင်ဆုံးအပြုံးနေမြင်ရတယ်ပေါ့အမေဟိုအသက်ရှိရှိကြက်ကြက်မမာနဲ့အသက်ရာကျော်ထိနေနိုင်ပါစေလို့ဆုတောင်းနေပေါ့ မေရဲ့ပြောဆုံးရှင်ကတော့သမီးနဲ့တွေ့ရရှင်ပြီးလို့ရှိရင်ပတ်စံရတယ်ရှင် မေးရပြောချင်တဲ့ချိန်ကတော့သားသမီးနဲ့တူတူရှိတဲ့အချိန်ရယ်သားသမီးတွေဒီပျော်ရွှင်နေတဲ့အချိန်ပေါ့နော်ဒါတော့အမေရဲ့ပြောချင်တဲ့ချိန်ပေါ့ အမေကိုလည်းရမ်းချစ်ပါတယ် အမေကိုချစ်တယ် မေကိုပြောချင်တဲ့စကားကတော့မေကိုအများကြီးရှင် အမေကနေမှပြောချင်တာကတော့အမေကိုရမ်းချစ်ပါတယ်ကျမကြီးလည်းဒီဆိုင်ပါဒီလည်းရနေပါတယ်